အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အဖြေတစ်ခုရှာကြည့်ဖို့အတွက်ပြောကြည့်ပါနော်အဲ့တော့အခုမြေပြင်မှာဖြစ်နေတဲ့ပတ်သုံးလုံးပေါ့နော်အဲ့တော့ပတ်သုံးလုံးကိုဘယ်သူကဖန်တီးရလဲဆိုတော့ပတ်သုံးလုံးကို NUG ကဖန်တီးတာဒါကြောင့်ပတ်သုံးလုံးအတွက် NUG မှာတာဝန်ရှိပါတယ်အဲ့တော့ NUG ဆိုတာကဘယ်လိုဖြစ်လာလဲဆိုတော့ NUG ဆိုတာ CRPH ကဖန်တီးတာ CRPH ကနေဖွဲ့စည်းပေးလိုက်တာဒါကြောင့် NUG နဲ့ပတ်သက်ရင် CRPH မှာတောင်းရှိပါတယ်နော်CRPH ဆိုတာဘယ်လိုဖြစ်လာလဲဆိုတော့ CRPH ဆိုတာ2020ရွေးကောက်ခံတွေကနေပြီးတော့ကိုယ်စားလှယ်ရွေးပြီးတော့ကိုစားပြုကော်မတီနော်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုအားလုံးကိုကိုစားပြုကော်မတီအနေနဲ့ကိုယ်စားလှယ်ရွေးပြီးဖန်တီးလိုက်တာဒါကြောင့် CRPH ကိုဖန်တီးတဲ့လူတွေက2020ရွေးကောက်ခံလွှတ်တော်တွေဖြစ်တယ်ဒါကြောင့် CRPH နဲ့ပတ်သက်ရင်ရွေးကောက်ခံ2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေမှာတာဝန်ရှိပါတယ်2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကိုဘယ်သူကဖန်တီးရအောင်ဆိုတော့ပြည်သူတွေကရွေးချယ်လိုက်တာဖြစ်ပါတယ်နော်အဲ့တော့တောင်ယူမှုတောင်ခံမှုအစစ်အစင်ကဘယ်မှာရှိတယ်လဲဘယ်သူတွေကမှားတာလဲနော်အဲ့ဒါလေးကိုသူတို့ချာစဉ်းစားကြည့်ကြပါ